Platino ဆက်နဲ့စကတ်ကတော့မှဘလောက်လဲဆိုလို့ရှိရင်1 set ယူရဲဆိုလို့ရှိရင်တော့9000ပို့ပြီးတော့တက်တာပါတယ်ဒါနဲ့ကိုကတစ်ထည့်တည်းပဲလိုချင်တယ်ဆိုရင်တစ်ထည့်ချင်းဈေးမျိုးပြောပြပေးပါမယ်ရှင်ဒီ Platino ဆက်လေးကကြတော့တစ်ထည့်ကို3000ခွဲပါရှင်free size ရေ36 38ထိပဲရမယ်အင်ဂျီအသေးလည်းရှိရဲအဲ့လိုမျိုးမှမဟုတ်ဆိုရင်မသူရေ44 46ရတဲ့ site ကြီးလည်းရှိမယ်ဒါအင်ဂျီပေါ့နော်တစ်ထည့်ကို3000ခွဲပါရှင်စကတ်လေးကကြတော့လေတစ်ထည့်ကို3000ခွဲပါပဲရှင်သူကကြတော့ small medium လက် XL 2XL ဆိုပြီးတော့ရှိမယ်ပေါ့နော်အဲ့တော့ဒီကောင်လေးဆိုလို့ရှိရင်လေကြိုက်တဲ့အယောင်ကြိုက်တဲ့ site ကိုရွေးယူလို့ရတယ်ဒါပေမဲ့တစ်ထည့်တည်းပဲယူတယ်ဆိုလို့ရှိရင်တော့3000ခွဲပါရှင်အဲ့လိုမျိုးမှမဟုတ်ဘူးဒီလိုမျိုး1 set လိုက်လေးလိုချင်တယ်ဒါမှမဟုတ်လို့ရှိရင်အခုနအနက်နဲ့ဒီလိုစကတ်လေးနဲ့တွဲရက်လေးယူပြီးဆိုရင်ကိုပဲမေသူကတစ်စုံလုံးကို6000ခွဲနဲ့ပေးထားပါတယ်ရှင်အဲ့တော့တစ်စုံလုံးယူတယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့တန်ပါတယ်ဒါပေမဲ့ကိုကကြကိုယ်မှာရှိတဲ့ဘောင်းမီလေးတွေကိုမှရှိတာနဲ့တွဲဖက်ဝစ်ချင်လို့မလို့တချမ်းပဲယူချင်တယ်ဆိုလို့ရှိရင်လည်းတစ်ထည့်ကို3000ခွဲပါပဲရှင်မေသူစီမှာအာမခံချက်တစ်ခုလေးရကြတော့လေဒါတွေအကုန်လုံးဒီ Platino အသားစစ်ပါရှင်စကတ်ကောအင်ဂျီရောယုံကြည်စိတ်ချစွာမှားလို့ရတယ်ဘာလို့ Platino အသားလို့ဇွတ်ပြောရောက်နေလဲဆိုလို့ရှိရင်လေမေသူပါခံရဘူးလေ Platino အသားဆိုပြီးတော့ဝယ်လိုက်တာတကယ်ရောက်လာတဲ့ခါကျတော့ Platino အသားမဟုတ်ဘဲနဲ့အခြားအသားတွေဖြစ်လာတတ်တယ်တကယ်ရွေးမှန်ကန်ရွေးချက်ပြီးဝယ်ပါနော်တကယ်ကိုနှမျောတယ်ဒီလားအဲ့လိုမျိုးဆိုလေ Platino အသားအရန်လဲဝတ်လို့ကောင်းတယ်သူ့ရဲ့ quality ကလည်းပွဲတိုးတယ်ပေါ့နော်တော်တော်လေးအဆင်ပြေပါတယ်ရှင်ဒါလေးတွေဆိုလို့ရှိရင်မေသူစီမှာအများအားရောင်းရတဲ့အသားတွေကဗီဒီယိုထဲတာကြည့်လိုက်တော့လုံးဝအိတ်တုံဆွဲပြီးတော့လေပါလဲမပါပဲနဲ့လေအရန်ကိုဝတ်လို့ကောင်းတဲ့သားပါရှင်သူကကြတော့ငွေမိုးဆောင်ကြိုက်တဲ့အချိန်မှာဝတ်ကြိုက်တဲ့လိုမျိုးဝတ်တော်တော်လေးကောင်းပါတယ်နော်အဲ့တော့ဒါလေးတွေကကြတော့1 set လိုက်လိုချင်လားတစ်ထည့်ချင်းလိုချင်လားကြိုက်တဲ့လိုမျိုးရွေးချယ်ပြီးတော့ဒီလိုရပါတယ်ရှင်ကျေးဇူးတင်ပါတယ်